make up လိမ့်လိုက်တိုင်းဒီလိုမျိုးတွေကြုံနေရပြီလား Hi guys အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ water base နဲ့ silicone base အကြောင်းလေးကိုအနည်းငယ် sharing လုပ်ပေးသွားမှာဖြစ်ပါတယ်ဆိုတော့ကိုက primer တွေ foundation တွေကိုအကောင့်တွေတော့ဝယ်ထားတယ်ဒါပေမဲ့လိမ့်လိုက်တိုင်းမှာ makeup တွေကကွက်သွားတာမျိုးတွေကြက်ရှိမခံတာမျိုးတွေဒါမျိုးတွေဖြစ်တယ်ဆိုလို့ရှိရင်တော့ကိုသုံးတဲ့ foundation နဲ့ primer နဲ့ကပေါ့နော်တစ်မျိုးက silicone base ဖြစ်ပြီးတော့တစ်မျိုးက water base ဖြစ်နေတာမျိုးတွေဖြစ်နိုင်ပါတယ်ခုဆက်ပြီးတော့ water base နဲ့ silicone base အကြောင်းလေးကိုဆက်ပြီး sharing လုပ်ပေးမယ်ပေါ့နော် silicone base နဲ့ water base ကိုဘယ်လိုခွဲရမလဲဆိုလို့ရှိရင်ဒီဘူးတွေရဲ့ foundation primer ဒီလိုဘူးတွေရဲ့ဘူးကွန်က ingredient list တွေကိုကြည့်ပြီးတော့ခွဲလို့ရပါတယ် water base နဲ့ silicone base အကြောင်းလေးကိုဆက်ပြီးပြောပြပါမယ်silicone base ကတော့ဒီပေါ့နော်ဒီလိုမျိုး ingredient list တွေပါလာရဆိုလို့ရှိရင်တော့ဒါကို silicone base အနေနဲ့သတ်မှတ်လို့ရပြီးတော့ဒါမျိုးလေးတွေပါတယ်ဆိုလို့ရှိရင်တော့ဒါ water base အနေနဲ့သတ်မှတ်လို့ရပါတယ်တခုသတိထားမှာတော့ water base ဆိုပြီးတော့သတ်မှတ်လို့မရတာရှိရပေါ့နော် ingredient ရဲ့ပထမဆုံး list ရဲ့ထိပ်ဆုံးမှာ water base ပေါ့နော်water aqua လို့ပါပေမဲ့ဒုတိယစလုံးတွေမှာsilicone base နာမည်တွေပါတယ်ဆိုလို့ရှိရင်ဒါကို silicone base အနေနဲ့သတ်မှတ်ရမှာဖြစ်ပါတယ်ခု water base နဲ့ silicone base ခွဲခြားနည်းလေးကိုနည်းငယ်သိသွားလိမ့်မယ်လို့မျှော်လင့်ပါတယ်ဆက်ပြီးတော့ makeup tips လေးတွေအကြောင်းကိုသိချင်တယ်ဆိုလို့ရှိရင်တော့ follow ပေးသွားပါအောင်เนาะတတား